ဒါလေးကိုကြည့်အောင် football player တယောက်ဆိုရင်သူကဘာကြောင့်အောင်မြင်ရတာလေးပေါ့လေနော်ခုနပြောသလိုသူတို့ရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်သူတို့ကစိတ်ကူးပေါက်မှစပြီး training လုပ်တာမဟုတ်ပေါ့နေ့စဉ်စီကန်းနဲ့စူးစမ်းတယ်ကောင်းတဲ့စိတ်ထားတွေထားတယ်ဘာလို့ဆိုရင် team နဲ့တွားရတယ်ပေါ့နော်တွားရတယ်ပေါ့နော် team နဲ့တွားရတယ်အဖွဲ့နဲ့တွားရတယ်ကိုယ်တိုင်လည်းကောင်းရမယ်ပြီးရင် team spirit တွေကပါအစားရှိရမယ်ပေါ့လေဆိုတော့သူတို့ကပွဲနေမှာပဲအတကောင်စူးစမ်းမယ်ဟေ့ဆိုပြီးတော့ထားစူးစမ်းတာမဟုတ်ဘူးဆိုတာကိုဖိလစ်ကလည်းသိတယ်ပြီးတော့သူတို့ကနေတိုင်းလေ့ကျင့်နေရတယ်ရှောင်ရမယ့်ဥစ္စာတွေရှောင်တယ်ပေါ့လေနော်ကောင်းတာတွေလုပ်တယ်တဖြည်းဖြည်းနဲ့နေတိုင်းပိုကောင်းလာတာပေါ့လေဆိုတော့လေ့ကျင့်မှုလိုတယ်ဘာဖြစ်ဖြစ်ကိုလုပ်တဲ့အရာပေါ်မှာနေစဉ်အစဉ်မပြတ်လေ့ကျင့်မှုလိုတယ်ပြီးရင်နေ့တိုင်းတူတက်နေရမယ်ပေါ့လေနော်နေ့တိုင်းစက္ကန့်တိုင်းမှာကိုကပိုတူတက်နေရမယ်တစ်နှစ်ကို365ရက်ရှိတယ်နှစ်တစ်နှစ်မှာရက်ပေါင်း365ရက်ရှိတယ်ဆိုတော့အနည်းဆုံးတော့ငါတို့တစ်ရက်ကို1%တစ်ရက်ကို1%တိုးတက်နေရမယ်ဆိုတော့ဒါကိုဖိလစ်ကိုမေးကြတော့ခုရှိပြီဆိုတော့ကိုဖိလစ်မနေ့ကထက်ဒီနေ့အခုဆိုရင်မိုးချုပ်ပြီပေါ့လေမနေ့ကထက်ဒီနေ့ဆိုရင်ပိုတိုးတက်နေရလားဒါမှမဟုတ်ရင်ပုံမှန်မေးလားဘာမှမလုပ်ပဲနေရလားပိုတိုးတက်နေရလို့ထင်တယ်ဟုတ်ကဲ့ဒါဆိုအရင်လအထက်ဒီလကြတော့ပြီးခဲ့တဲ့လကနေဒီလဆိုရင်နည်းနည်းရှင်းကြည့်ပါဦးပြီးခဲ့တဲ့လကိုမေးခွန်းမေးကြည့်ပါဦးပြီးခဲ့တဲ့လအသေးမှာနေခဲ့တဲ့ကိုဖိလစ်ကိုမေးခွန်းမေးကြည့်ပါဦးဘယ်သူပိုတိုးတက်နေမလဲလို့ရှိရလားဒီလကတော့တူတက်မှုမရှိဘူးပေါ့လေတကယ်ဆိုရင်ပြီးခဲ့တဲ့လထက်ဒီလကပိုပြီးတော့တူတက်လာရမှာโอเคဆိုတော့တရက်ကိုကိုဖိလစ်အမြဲတမ်းမှတ်ထားစေချင်တာကတရက်ကို1%အမြဲတမ်းတူတက်နေပါပေါ့လေနော်ဆိုတဲ့အခါမှာတစ်နှစ်ဆိုရင်ရက်ပေါင်း365ရက်တူတက်သွားမယ်โอเคတကယ်ဆိုရင်ဘောလုံးသမားတယောက်ဆိုရင်လည်းဒီတိုင်းဖြစ်လာတာမဟုတ်ဘူးကဘာကြီးမှာဘောလုံးစိတ်ဝင်စားတဲ့သူတွေအများကြီးပဲပြီးရင်စူးစမ်းနေတဲ့သူတွေလည်းအများကြီးပဲဆိုတော့တိုးထက်ကိုကပိုတော်အောင်စူးစမ်းမယ်ဆိုရင်ပိုတော်မှစိတ်တက်ခိုင်မာရမယ်ဒီလေ့ကျင့်မှုလိုတယ်လေ့ကျင့်မှပဲတိုးတက်မယ်တိုးတက်မှပဲကျွန်တော်တို့အောင်ပွဲရမှာဖြစ်တယ်ပေါ့လေဆိုတော့အဲ့ဒါကိုကြည့်အောင်ဒီဘက်မှာကိုဖိလစ်ရဲ့အိမ်မက်ကကိုဖိလစ်မှာအိမ်မက်ရှိတယ်ပေါ့လေအိမ်မက်ရှိတယ်အဲ့ဒီအိမ်မက်ကိုဘယ်သူတယောက်မှအကောင့်တွေလာဖော်ပေးမှာမဟုတ်ဘူးပေါ့လေနော်ဘယ်သူမှဟိတ်လာခဲ့ဆိုပြီးမှအကောင့်တွေဖော်ပေးမှာမဟုတ်ကိုဖိလစ်ကိုတိုင်ငါလုံနိုင်တဲ့ဟိတ်ဆိုတဲ့ယုံကြည်မှုနဲ့နေ့တိုင်းလေ့ကျင့်ရမယ်နေ့တိုင်းလေ့ကျင့်ရမယ်အဲ့ဒီလေ့ကျင့်မှုတွေကိုအမြဲတမ်းနေ့စဉ်အပတ်တိုင်းစက္ကန့်တိုင်းမှာလှုပ်ဆောင်ရမယ်မပြစ်ထားနဲ့ကိုဖိလစ်ရဲ့အိမ်မက်ကိုပြစ်ထားရင်ကိုဖိလစ်ဟိုနေပေါ့လေဘယ်သူမှလာလို့မှမဟုတ်ပေါ့လေနော်ဆိုတော့ခါမှာလေ့ကျင့်မယ်လှုပ်ဆောင်မယ်ပြီးမှပဲအောင်မြင်မှုရလာမှာပေါ့လေဆိုတော့ကဲဒါဆိုရင်ကိုဖိလစ်မှာကအခု live မှာနှစ်ခုရှိနေတယ်တစ်ဖက်မှာကျတော့ကျွန်တော်တို့ဘောလုံးအိမ်မက်ပေါ့လေနော်ဘောလုံးသမားprofessional football player တယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတော့ဘယ်သူတယောက်မှမယုံကြည်ရင်တော့ကိုဖိလစ်ရဲ့ယင်ထဲမှာကိုယုံကြည်ရမယ်ဒါဆိုရင်နောက်တစ်ခုကတော့အခြေအနေကိုလည်းတစ်ချက်ကြည့်ရမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာကဘယ်လိုပုံစံမျိုးနဲ့စူးစမ်းမှဖြစ်မှာလဲပေါ့တချို့နိုင်ငံတွေမှာကအခုလိုမျိုးစူးစမ်းသွားတဲ့အခါမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဆိုရင်ဘယ်လိုပုံစံဘေးလမ်းကိုသွားရမှာလဲဆိုတာကိုယ်တိုင်ရှာဖွေရမှာပေါ့လေပြီးတော့အခါမှာလူတွေနဲ့ချိတ်ဆက်ရမယ်သိမြင်လာရမယ်ပေါ့ဒါဆိုရင်ဒါပေမဲ့ကိုဖိလစ်မှာကတာဝန်တစ်ခုရှိနေတယ်ဗျာတစ်ခုကျတော့ကိုဖိလစ်ရဲ့ဒီ professional football player တလန်းပေါ့နော်တလန်းကတော့ကျွန်တော်ပညာရေးပေါ့ဆိုတော့ပညာရေးကိုပြစ်ထားလို့မရဘူးဗျပညာရေးကိုပြစ်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့တစ်ဖက်က professional football player ဆိုတော့ဒီအိမ်မက်ကပါကျွန်တော်တို့မိန်တွားလိမ့်မယ်ပေါ့လေဟုတ်ကျွန်တော်ရဲ့အတန်ကောင်းကြားရလားဗျသိမကြားပါโอเคဆိုတော့ကိုဖိလစ်ကိုပျော်ရွှင်စေတာကခုနပြောတဲ့ထဲဆိုရင်ဘောလုံးကန်နေရရင်ပေါ့လေနော်ဘောလုံးကန်နေရရင်
ပျော်တယ်တငယ်ချင်းတွေနဲ့နေနေရရင်ပျော်တယ်ဒါဆိုရင်ကိုဖိလိပ်ရဲ့နောက်ထပ်25နှစ်အရွယ်မှာကိုဖိလိပ်ရဲ့အလုပ်ကိုင်ကဘာဖြစ်နေပါနည်းနည်းလက်တွေ့ဆန်တဲ့ဥစ္စာပြောကြည့်အောင်25နှစ်အရွယ်ဆိုရင်ကိုဖိလိပ်ရဲ့အလုပ်ကိုင်ကပြောကြည့်ပါဦး อืมဘောလုံးကန်နေမယ်လို့ထင် Okay ဘောလုံးကန်နေဒါကိုကျွန်တော်တို့ကလေဒီတိုင်းစိတ်ကူးရင်လည်းလို့မရအောင်လက်တွေ့အကောင့်တွေပေါ်မှာရတော့မှာအဲ့ဒါကြောင့်မို့လို့ကိုဖိလိပ်ကိုတတ်နိုင်တယ်လို့ကိုနင်းပေါ့ဒါ support ပေးဖို့အတွက်ကူညီပေးဖို့အတွက်ပေါ့လေအကူကစကားလာပြောတာနောက်တစ်ခုကတော့နေရ25နှစ်နေရင်ကိုဖိလိပ်ကညံကုန်းမှာပဲနေမှာလားပြင်မှာနေခြင်းလဲပေါ့နေခြင်းတာကိုပြောကြည့်ပါ ညံကုန်းမှာတော့မနေညံကုန်းမှာမနေကျင်တော့ Okay နေခြင်းတာတစ်ခုပြောကြည့်ပါဦး ဟုတ်အလောကိုင်းအပေါ်မူတည်မယ်လို့တော့ထင်တယ် Okay တေချာတာကတော့ no မိုးညင်းနော် no မိုးညင်းလို့ရေးလိုက်မယ်နော် ဟုတ်တယ် မိုးညင်းဘယ်လိုပေါင်းပါလဲ YIN Okay no မိုးညင်း Okay ဆိုတော့ဒီအရာလေးတွေအကောင့်တွေပေါ်မယ်ဆိုရင်အရေးကြီးဆုံးအချက်ကတော့ကိုယ်ရည်ကိုယ်တွေးစေတဲ့အရေးချင်းလိုလာပြီကိုယ်ရည်ကိုယ်တွေးပေါ့လေနော် personal growth personal development ဆိုတာလိုလာပြီအဲ့ဒီတော့မို့လို့ကျွန်တော်တို့အပြေးနေလို့မရဘူးအချိန်ဆွဲနေလို့မရဘူးဆိုတဲ့အခါမှာကိုယ်ရည်ကိုယ်တွေးကြတော့ကောကိုဖိလိပ်နေ့တိုင်းစူးစမ်းမှာလားပြီးတော့ကောမတိသေးတဲ့အရာတွေကိုငါလေ့လာမယ်တင်ယူမယ်ဆိုတော့ mindset ရှိရလားကိုကိုကတိပေးကြည့်ပါဦး อืมရှိရ Okay ဒါဆိုရင်ကိုဖိလိရဲ့ဆိုတော့ဒီလေးချက်ပြီးသွားပြီဆိုရင်ဒီလေးချက်ကိုအကောင့်တွေပေါ်နိုင်ဖို့ဒါကိုဖိလိကယုံကြည်မှုရှိရမယ်ပေါ့လေနော်ပြီးရင်အရေးကြီးဆုံးကတော့ဒီနောက်ဆုံးပြောရတဲ့ကိုရီကိုတွေးဆိုတဲ့ဒါ personal growth ဖြစ်ပါတယ်ဆိုတဲ့အခါမှာ hey ငါအခုအသက်ကြီးလာပြီပေါ့လေငါ16နှစ်ရောက်လာပြီငါ19နှစ်19နှစ်20ရောက်လာပြီငါသိတယ်ငါကိုလာမပြောကြနဲ့ hey ငါဘာငါစူးစမ်းမယ်ဆိုရင်ဒီအရာလေးတွေကတဖြည်းဖြည်းနဲ့အလံဝေးသွားမယ်ပေါ့လေနော်ဆိုတော့လူတွေနဲ့ကိုယ်စကားပြောမယ်မသိတာတွေကိုတေချာလေ့လာမယ်စူးစမ်းမယ်လမ်းကြောင်းရှာမယ်ဆိုရင်ရကိုရတယ်ပေါ့လေโอเคနောက်တစ်ခုကတော့ကိုဖီလေးရဲ့အိမ်မက်ကဒီတိုင်းလွတ်ထားလို့မရအောင်ဒီအသက်25နှစ်မှာတက်25နှစ်ဖြစ်ဖြစ်20ဖြစ်ဖြစ်ပေါ့လေနောက်ထပ်5နှစ်မှာကိုဖီလေးကအခုလက်ရှိအသက်ဘယ်လောက်လဲ16နှစ် Okay 16နှစ်နော် very good ဒါဆိုရင်ကိုဖိလစ်ကအသက်ကငယ်သေးတယ်ဘာမှမဆိုဖြစ်နိုင်တယ်ကြိုးစားမှုနဲ့ယုံကြည်မှုပဲလိုအပ်တယ်ဒါပေမဲ့ဂျားထဲမှာတော့ကျွန်တော်တို့ဒီမှန်ကန်တဲ့လမ်းကိုရှောင်နိုင်ဖို့အတွက်ဆိုရင်လမ်းပြရဲတူ coach တွေတော့လိုတယ် Okay ဒါဆိုရင်စဉ်းစားကြည့်အောင်လက်ရှိကဒါကိုဖိလစ်ကအခုအသက်16နှစ်ပေါ့နော်16 years old ဒီဟာဆိုရင်ကိုဖိလစ်ပေါ့လေဒါဆိုရင်ဒီဘက်မှာဆိုရင်25နှစ်ဒါမှမဟုတ်16ဆိုရင်နောက်ထပ်21နှစ်ပေါ့နောက်ထပ်5နှစ်မှာဒါကိုဖိလစ်ရဲ့လိုချင်တဲ့ဘဝနေချင်တဲ့နေရာเนาะပိုင်ဆိုင်ချင်တဲ့lifestyle လိုမျိုးကိုရရှိဖို့ဆိုရင်ဂျားထဲမှာဘာလိုအပ်နေရလဲဟနေတဲ့ဒီမှာတရားလိုအပ်နေတယ်ဒါကကိုဖိလိမရှောင်ရသေးတဲ့လမ်းကြောင်းဒီဟနေတဲ့နေရာကကိုဖိလိမရှောင်ရသေးတဲ့လမ်းကြောင်းနေလားမသိဘူးမနှက်ဖြန်ဆိုတာမရောက်သေးဘူးလေနော်ကိုဖိလိဆိုတော့မနှက်ဖြန်ကနေဟိုကိုဖိလိအသက်20အထိဆိုရင်4နှစ်တောင်လူရေးတယ်ဒီ4နှစ်အတွင်းကတရားဒဇင်းလိုဖြစ်နေတယ်မရှောင်ရသေးဘူးဘာလို့ဖြစ်လာမလဲဆိုတာမကြုံရသေးဘူးအဲ့ဒါကကိုဖိလိရဲ့ဒီအောင်မြင်မှုကိုသွားမယ်ဟနေတဲ့အချိန်ပေါ့လေတရားဒဇင်းဖြစ်ပါတယ်အဲ့ဒါကိုကိုဖိလိကကောင်းကောင်းကြီးကင်တွယ်သွားမယ်ဆိုရင်အဲ့ဒီတရားကကောင်းကောင်းမွန်မွန်နဲ့ရှောက်လန်းသွားလို့ရတယ်ဒါပေမဲ့ဘယ်လိုပုံစံသွားမယ်ဆိုတာကိုကိုဖိလိမနှက်ဖြန်ကနေအခုချိန်ကနေမစင်စားဘူးဖြစ်တယ်လို့နေမယ်ဆိုရင်ကတော့ဒီနောက်ထပ်5နှစ်ဆိုတော့ဟိုဘက်ကန်းကိုကိုဖိလိကရောက်မှာမဟုတ်ဘူးဒီဟနေတဲ့တရားမှာပဲကိုဖိလိတိုင်ပတ်နေနေပေါ့နော်ဆိုရင်ဖြစ်ဘလို့သွားမှာလဲဆိုရင်စနစ်ကြတဲ့ဒီအတွေ့အကြုံရှိတဲ့ပညာအမျိုးမြင်ရှိတဲ့ဆရာသမားတွေပုံကိုယ်တွေကို
ဒါလေးလာသူတို့စီကနေလေးလာတင်ယူပြီးတော့ကိုဖီလေးရဲ့နေ့စဉ်နေ့တိုင်းစက္ကန့်တိုင်းမှာကောင်းတဲ့အရာလေးတွေကိုလေ့ကျင့်မယ်ဆိုပြီးစီကံနဲ့အလေ့အကျင့်များကဒါဒီကွာဟနေတဲ့ဒီတရားကိုဖြည့်ဆည်းပေးမှာမဟုတ်လို့ရှိရင်ဒီတရားကဘယ်သူမှလာမဖြည့်ဆည်းဘူးသူကနေသူဟနေလိမ့်မယ်ဒီ9နှစ်အတွင်းမှာဆိုတော့ဒီတရားကိုဖိလစ်ကဗာလဲအကျင့်ကောင်းတွေနဲ့အလေ့အကျင့်တွေနဲ့ဖြည့်ရမှာတေချာတာကတော့ကိုဖိလစ်ရေတေချာတာကဗာလဲဆိုတော့လေအာဒီ4 နှစ်တာဒီငါနောက်ထပ်9 နှစ်တာဒီတရားမှာဒီတိုင်းပျော်ကြီးနဲ့တွားလို့တွားရလိမ့်မယ်လို့တော့မထင်ထားနဲ့ဗျဘာလို့လဲဆိုရင်ဒီကြားထဲမှာစိတ်သက်ကြမှုတွေနော်စိတ်သက်ကြမှုတွေကိုယုံကြည်မှုနေလာတာတွေစိတ်ညစ်စရာတွေကြာရှုံးမှုတွေကတော့ရှိမှာပဲဟုတ်တယ်မလားဟုတ်တယ်ကိုဖိလစ်စိတ်ညစ်ဘူးလားစိတ်ညစ်ဟုတ်ညက်ဖို့ စိတ်ညစ်စရာနဲ့ကြုံဘူးလားอืมတခါလေကြာရင်ငါဘွားကမဖြစ်နိုင်တော့ပါဘူးငါတော့မလုပ်နိုင်တော့ဘူးထင်တယ်ဆိုတဲ့အတွေးမျိုးတွေရောဝင်ဘူးလားဟုတ်အဲ့လိုတော့မဝင်ဘူးအဲ့လိုမျိုးတော့မဝင်ဘူးเนาะโอเคဒါဆိုရင်ကိုတူများတွေနဲ့ကောနိုင်ရှင်ဘူးလားอืมမရှင်ဘူးโอเคအဲ့ဒါကတဘာဝဟုတ်တယ်ပေါ့လေနော်အဲ့ဒါကိုတခါလေကြာရင်သူများတွေနဲ့နိုင်ရှင်တယ်သူများဘဝတွေကိုအားကြတယ်ငါဘဝကအခုလိုမျိုးလိုအပ်ချက်တွေအများကြီးရှိနေတယ်ဆိုတော့အတွေးတွေအခြေအနေတွေကဒါလူတိုင်းကြုံရတဲ့တဘာဝဖြစ်ပါတယ်အဲ့ဒါကိုဒေါရမထွက်ပါနဲ့ပေါ့လေနော်အဲ့လိုအတွေးမျိုးဝင်လာပြီဆိုကိုဒေါရမထွက်နဲ့ပြီးတော့လဲအဲ့လိုအတွေးဝင်လာပြီဆိုရင်သိချတယ်တင်ငယ်စိတ်တွေဝင်လာမယ်အားငယ်စိတ်တွေဝင်လာမယ်အဲ့ဒါကဘာဖြစ်စေလဲဆိုရင်ကိုရဲ့ယုံကြည်မှုကိုလာထိခိုက်တယ်ပေါ့လေဆိုတဲ့အခါမှာဒေါရမထွက်နဲ့ရတယ်ဝင်ပါစေပေါ့လေနော်ဒါပေမဲ့ကိုပြန်ပြီးတော့နားလေပေးပေါ့နော်ဒါဆိုရင်ဒါတော့ခုနပြောတော့တဲ့အချက်ဖြစ်ပါတယ်ဒါဆိုရင်ကိုဖိလစ်မာကလုပ်ပြမဲ့တာဝန်တစ်ခုရှိပါတယ်တစ်ခုကတော့ကိုဖြစ်ချင်တဲ့ဘဝကိုပုံဖော်ဖို့အတွက်ကိုဒီကောင်းမွန်တဲ့လေ့ကျင့်တွေနဲ့ကြိုးစားရမယ်တစ်ဖက်မှာကျတော့ဒါကျောင်းပညာရက်ကိုလည်းကိုဖိလစ်ကဟာရနရူတောင်မှကျောင်းထွက်တာပေါ့လေနော်ဘဝမှာအမြင်တဲ့တူတချို့ဆိုရင်ကျောင်းမတက်ကြဘူးဒီတိုင်းကြိုးစားကြတယ်အဲ့ဒါကလက်တွေ့မစားဘူးပေါ့လေနော်ကျွန်တော်တို့နိုင်ငံမှာမရပါဘူးကျွန်တော်နိုင်ငံမှာမရပါဘူးဖွံ့ဖြိုးနေတဲ့နိုင်ငံတိုးတက်နေတဲ့နိုင်ငံဒီမိုကရေစီနဲ့စနစ်ကောင်းတွေနဲ့တည်ဆောက်ထားတဲ့နိုင်ငံတွေမှာဒါအများဆုံးတွေ့ရပါတယ်နောက်အခွင့်အလမ်းတွေရှိပါတယ်ကျွန်တော်တို့နိုင်ငံမှာကျောင်းမတက်ရင်ဘဝကြီးကလုံးဝဆင်ပြေပါနော်နည်းနည်းလေးကြမ်းကြမ်းပြောမယ်ဆိုရင်ကျောင်းမတက်ရင်ခွေးဖြစ်တယ်ဆိုတော့အခြေအနေရှိပါတယ်အဲ့ဒါကြောင့်မို့လို့ကျောင်းအတက်ကိုတက်ရပါမယ်ကျောင်းတက်ရမယ်ကျောင်းကိုလည်းကျောင်းတက်ပြီဆိုတာနဲ့ကျောင်းသားတစ်ယောက်ရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကိုနားလည်ရမယ်ပြီးတော့လည်းစနစ်တကျစူးစမ်းရမယ်ပေါ့လေโอเคဒါကိုဖိလေးရဲ့တာဝန်ဖြစ်ပါတယ်ကိုဖိလေးကျောင်းတက်ရတာပျော်လားပေါ့ပြန်မေးကြည့်ပါတယ်อืมကျောင်းတက်ရပြောပါတယ်โอเคဒါဆိုရင်ကျွန်တော်ကိုနှစ်ခုလောက်ပြောကြည့်ပါဦးကျောင်းတက်ရတာပျော်တဲ့အချက်နှစ်ချက်ကိုပြောကြည့်ပါဦး